မင်္ဂလာပါကျွန်မမလက်ပါလူတွေကပြောကြတယ် self love အရေးကြီးတယ်တဲ့ self love ဆိုတာဘာလဲလူတွေပြောနေတယ် self love ကကျမတို့စီမှာတကယ်ကိုရှိကြရဲ့လား self love အလိုအဆုံးဆိုတဲ့အခြေအနေဟာဘယ်လိုလဲဒီလိုမေးခွန်းနေပတ်ဝန်းကျင်မှာလည်းကြားရတယ်ကိုယ်တိုင်ကိုမိတ်ဆွေအနေနဲ့မေးကြည့်ခဲ့ရဲ့လားတချို့ကပြောတယ် self love ကတဲ့တကူကောင်းဆန်နေတခြားသူတွေအတွက်မကြည့်ဘူးဒီလိုအရာဟာမကောင်းဘူးဒီလိုလူတစ်ယောက်ကပြောနေပြီဆိုလို့ရှိရင်အဲ့ဒီသူဟာ self love လိုအပ်နေတဲ့သူပါပဲတဲ့ဟုတ်ပြီဒါဆိုရင်ကျမတို့က self love ကလိုအပ်နေပြီဆိုတာဘယ်လိုသိနိုင်မှာလဲလူတစ်ယောက်ကသူ့ရဲ့စွမ်းရည်တွေအလုံးစုံဘာမှထုတ်မသုံးတော့ဘူးသူစိတ်ဝင်စားတာလည်းဘာမှမရှိတော့ဘူးသူကိုယ်သူလည်း victim တယောက်လိုခန္ဓာကိုယ်အားနေတဲ့သူတယောက်လိုစိတ်အားနေတဲ့သူတယောက်လိုဖိနှိပ်ခံတယောက်လိုပုံဖော်နေပြီဆိုလို့ရှိရင်ဒါမှမဟုတ်ရင်လေကိုယ်စိတ်ထဲကခံစားချက်တွေကိုကိုယ်တိုင်နားမလည်နိုင်တော့ဘူးဆိုရင်ကိုလိမ့်နေတယ်ပျော်ရွှင်ရောင်ဆောင်နေတယ်ဆိုလို့ရှိရင်အလုပ်တွေဘာတစ်ခုမှမလုပ်ဘဲနဲ့တခြားအကျိုးမရှိတဲ့အရာတွေမှာအချိန်ဖြုံးနေမိဥပမာဆိုပါစို့ဂိမ်းတွေကိုပဲတစ်ချိန်လုံးတဲကြီးမဲကြီးဆော့နေတာမျိုး window shopping တွေထွက်ပြီးတော့ shopping center တွေပတ်နေမိတာမျိုးပစ္စည်းတွေကိုလိုအပ်သည်မလိုအပ်သည်မသိဘဲနဲ့အလွန်အကျွံဝယ်နေမိတာမျိုးပြီးရင်တော့လေကိုယ့်ရဲ့စိတ်ထဲမှာလည်းတကယ်ကတော့ကြည်နှက်မှုမရနေဘူးလို့ဆိုလို့ရှိရင်တခြားသူတွေရဲ့လိုအပ်ချက်တွေကိုပဲလိုက်ဖြည့်ဆည်းနေတယ်ကိုယ်တိုင်ရဲ့လိုအပ်ချက်တွေကိုယ့်ရဲ့ဆန္ဒတွေကိုယ့်ရဲ့ emotion တွေကိုယ့်ရဲ့စိတ်ခံစားချက်တွေဒါတွေကိုလည်းမသိဘူးမဖြည့်ဆည်းပေးဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့အတွေ့အထဲမှာကိုယ်တိုင်မကောင်းဘူးငါဟာဘာအရေးချင်းမှမရှိဘူးဆိုတဲ့ negative အတွေးတွေမကောင်းတဲ့အတွေးတွေတွေးနေမိပြီဆိုရင်ဒီလူတယောက်ဟာကိုချစ်ချင်းဆိုတဲ့ self love လိုအပ်နေပြီဆိုတာကိုသိနိုင်ပါတယ်ဒါဆိုရင်ကျမတို့ self love ဖြစ်ဖို့ကိုဘာတွေလုပ်သင့်တယ်လဲကိုယ်တိုင်က self love ဖြစ်လာဖို့ကိုချစ်လာဖို့ဒါပေမဲ့လေပတ်ဝန်းကျင်ကိုယ့်ရဲ့မိသားစုတွေကို toxic မဖြစ်ဘဲနဲ့ self love ဖြစ်လာဖို့ဆိုတာကလေတကယ်ကတော့အရင်ကြီးကိုခက်ခဲနေတဲ့အရာမဟုတ်ပါဘူးကျမတို့ဟာအလေးအကျင့်တစ်ခုလိုပြိုးထောင်ယူလိုက်ရင်မိမိကိုယ်ချစ်ချင်းဆိုတာဟာလေသူ့ဟာသူအလိုက်တဲ့အလျားတင်ဖြစ်လာနိုင်ပါတယ်ဒါဆိုရင်ကိုစိတ်ချမ်းသာပြီးတော့တန်ဖိုးထားတတ်လာဖို့ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းသတိထားတတ်လာဖို့စိတ်ကျန်းမာရေးကိုလည်းစောင့်ရှောက်တတ်ဖို့အချက်ကလေးတွေအနည်းငယ်ကိုစမ်းလုပ်ကြည့်လို့ရရှိနိုင်ပါတယ်တခြားသူတွေပုံမှာတော့ကိုကသူတို့တွေအမှားလုပ်ခဲ့တယ်ဆိုရင်ရပါတယ်နောက်တစ်ခါပြင်လို့ရတာပဲလို့အားပေးတယ်ဒါပေမဲ့ကိုယ်တိုင်ကြတော့ငါကတော့ညံ့လိုက်တာဘာမှလုံးမရဘူးငါဘာလုံးလို့မအောင်မြင်ဘူးဆိုပြီးတော့ရဲဆက်ပြောတတ်ကြတယ်သင်လုံးနိုင်တာကတော့မိမိကိုတငယ်ချင်းကောင်းတစ်ယောက်လိုစကားပြောသလိုကို positive talk လေးတွေပြောပေးလို့ရပါတယ် positive self talk လေးတွေပြောပေးခြင်းအပြင်မိမိရဲ့စိတ်ပိုင်းဆိုင်ရာမှာလေဩငါဟာင
ငါကငါစောင့်ရှောက်တတ်တဲ့သူဖြစ်တယ်ငါဘာပဲဖြစ်ဖြစ်ကိုပြန်လဲပြီးတော့တည့်ရသူတယောက်ပဲဆိုပြီးတော့စိတ်ကြည်နမှုရနိုင်ပါတယ်နောက်တစ်ခုကတော့ boundary စီချတာပါပဲသူများစိတ်မဆိုးအောင်လဲရောနေရတာကကိုယ့်ရဲ့စွမ်းအင်တွေကိုကုံဆုံးစီပါတယ်သူများရဲ့စိတ်ကြည်နပ်အောင်ကိုယ့်ရဲ့မိသားစုတွေပျော်ရွှင်အောင်ကိုယ့်ရဲ့မိသားစုတွေအလိုဆန္ဒတွေပြည့်အောင်လိုက်ဖြည့်ပြီးနေရတာ ਨੇ ကိုတကယ်လုံနိုင်ဤမလုံနိုင်ဤမသိပဲကိုယ့်ရဲ့ဝန်နဲ့မမျှပဲနဲ့ပင်ပန်းစိတ်ကိုရောအနာခံပြီးတော့လှုပ်ပေးနေဖို့မလိုပါဘူးကိုမလုံနိုင်တာကိုယ်စိတ်ကိုပင်ပန်းစီမဲ့အရာတွေကိုအားနာလို့ဆိုပြီးတော့လက်မခံပါနဲ့ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်လိုအပ်ရင်ညှင်းဆိုတတ်အောင်လဲလေ့ကျင့်ဖို့လိုပါတယ်ဒါဟာတကူကောင်းဆန္ဒမဟုတ်ပါဘူးကိုကာကွယ်တာပါကိုချစ်တာပါနောက်တစ်ချက်ကတော့သူများတကာတွေနဲ့မိမိကိုအမြဲတမ်းနှိုင်းယှဉ်နေတာတွေကိုလည်းရပ်တန့်ပြဖို့လိုပါတယ်ဆိုရှယ်မီဒီယာပေါ်ကခြားသူတွေတင်ထားတယ်အဝတ်စားတွေအသုံးဆောင်တွေကားတွေခြံတွေတိုက်တွေရွှေငွေရတနာတွေဒါတွေကိုကြည့်ပြီးတော့မိမိဟာတယောက်တည်းစိတ်တက်ကြနေဖို့မလိုပါဘူးသူတို့တွေရဲ့အကောင်းဆုံးတွေကိုကြည့်နေရင်ကိုကဒီဘက်မှာအခက်ခဲဆုံးအချိန်တွေကိုလည်းဖြတ်တန်းကောင်းဖြတ်တန်းနေရပါလိမ့်မယ်ဒါဆိုရင်ဒီလိုဆိုရှယ်မီဒီယာပေါ်မှာကိုသူများတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည်နေခြင်းဟာအဆင်ပြေနိုင်ပါမလားဒါ self love ကိုအကြီးမားဆုံးဖြည့်ဆည်းတဲ့အရာပဲဖြစ်ပါတယ်အခြားသူတွေကဆိုရှယ်မီဒီယာပေါ်မှာထုတ်ပြထားတဲ့သူတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းအစိတ်အပိုင်းလေးတွေနဲ့ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေကိုမနှိုင်းယှဉ်လိုက်ပါနဲ့ကိုကမနေ့ကတည်းပိုတော်လာဖို့ပဲအာယုံစိုက်ပါကိုနဲ့ကိုပဲပြိုင်ပါမနေ့ကတည်းဒီနေ့ကိုဟာပိုတိုးတက်လာရမယ်ဘာတွေတိုးတက်လာသလဲဆိုပြီးကိုတိုးတက်ဖို့တိုးတက်လာတယ်ဆိုရင်လေကိုချီးကျူးပေးဖို့လိုပါလိမ့်မယ်ကိုအတွက်လင်းကိုအချိန်သီးသန့်ပေးဖို့လိုပါတယ်အချိန်သီးသန့်ပေးတယ်ဆိုတာစပါသွားတာကာရာအိုကေသွားတာဒါမျိုးတွေကိုလည်းပြောတာတော့မဟုတ်ပါဘူးဒီလိုစပါသွားတာကာရာအိုကေဆိုတာကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုဖောက်ထုတ်တာတွေအပါအဝင်တနေ့ကိုဥပမာအနည်းဆုံး15မိနစ်လောက်ကိုယ်ဝါသနာပါတာတွေစာဖတ်တာတခြင်းဆိုတာတခြင်းနာထောင်တာစန္ဒယာတီးတာဗိုင်ယိုလင်တီးတာအားလုံးကိုလုပ်ဖို့လိုပါတယ်ကိုကြိုက်တဲ့ဟင်းလေးတွေလွယ်ကူလေးထချက်စားလိုက်တာမျိုးဒါမှမဟုတ်ရင်တော့ဘာမှမလုပ်ဘဲနဲ့အေးစီစီနားနေတာမျိုးကိုလုပ်ပြီးလိုက်ပါဒါဆိုရင်ကိုယ့်အတွက်self careကိုတိုင်းလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့စိတ်ကြည်နမှုရရှိပါလိမ့်မယ်ကိုယ့်ရဲ့အမှားတွေကိုလေကိုကခွင့်လွှတ်ပေးဖို့လိုပါလိမ့်မယ်ကိုဖြစ်ပြီးခဲ့တဲ့လုပ်ပြီးခဲ့တဲ့အမှားတွေကိုနောင်တရနေတာဟာအကျိုးကျေးဇူးလုံးဝမရှိပါဘူးကိုတန်ချီချင်းဝတ်ထားသလိုပဲဖြစ်နေပါလိမ့်မယ်ဒါမှမဟုတ်ရင်လေလှေစိတ်မှာခြိတိုင်းမှာခြိပြီးတော့အားသွန်ခွန်ဆိုင်လှော်နေတယ်လို့မျိုးခီးမရောက်နိုင်ပါဘူးတနေရာထဲမှာပဲရက်တန့်ပြီးတော့အချိန်ကုန်အကျိုးမရှိလူပင်မမဲဖြစ်ပါလိမ့်မယ်ဒီတော့ကိုတွေးရမှာကအဲ့အမှားတွေကြောင့်ပဲအခုဒီသင်ခန်းစာတွေကိုငါရလာတာလို့မှတ်ယူလိုက်ရမှာပါအဲ့ဒီတော့ငါမှရှိတဲ့အသိဉာဏ်နဲ့အကောင်းဆုံးဆုံးဖြတ်ခဲ့တာပဲဒီလိုတွေးရင်ကိုခွင့်လွှတ်ပေးလိုက်ပါနှစ်ချုပ်ပြောရရင် self love ကိုချစ်ခြင်းဆိုတာဟာပြီးပြည့်စုံနေမှအရာအလုံးကိုယ်ရောစိတ်ကော
ပြည့်စုံနေမှမဟုတ်ပါဘူးကိုယ့်ရဲ့အားနည်းချက်အားသာချက်တွေနဲ့တကွာကိုယ့်ရဲ့တကယ့်လက်ရှိဖြစ်တည်မှုကိုရိုးရိုးသားသားကြည်ကြည်နက်နက်လက်ခံလိုက်ခြင်းပါပဲဒီလိုလက်ခံလိုက်ခြင်းကိုသိခြင်းကိုယ့်ရဲ့ emotion တွေကိုအတိအမှတ်ပြုခြင်းအပြင်မိမိတို့ဟာ self love ဖြစ်နဲ့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့အလုပ်အကိုင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပျော်ရွှင်အောင်မြင်သောလူတစ်ယောက်ဖြစ်ဆက်လက်ရပ်တည်သွားနိုင်ပါလိမ့်မယ်အခုဗီဒီယိုလေးမှာ self love ကိုချစ်ခြင်းဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်နောက်ဗီဒီယိုလေးတွေမှာမိတ်ဆွေတို့တဲ့မတူညီတဲ့အကြောင်းအရာလေးတွေကိုလည်းစိတ်ဝင်စားဖွယ်ဖြစ်အောင်ရှင်းပြတင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုလည်းချစ်ပါတယ်ကျွန်မမတ်လက်ပါရှင်